အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဒီကောက်ရိုးမှုစိုက်နီးလေးကိုကျွန်တော်တို့မျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ Grace upon Grace Mushroom Organic Farm မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုအစီအမြဲအားပေးတဲ့မိတ်ဆွေအပေါင်းများကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီကောက်ရိုးမှုကိုနွားချီနဲ့ဂက်တုနဲ့စိုက်နီးလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဂျုံကတော့ပထမဝေမျှထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့12ပေ3ပေအလဲရကတော့ကျွန်တော်တို့12ပေအနံ3ပေပေါ့နော်အနံ3ပေခြံကတော့ခဏပဲလို့ခြံကတော့ကျွန်တော်တို့ဟိုဘက်3ပေဒီဘက်3ပေလူသွားလက်2ပေပေါ့နော်12ပေ10ပေယုံဖြစ်ပါတယ်12ပေ10ပေယုံကိုကျွန်တော်တို့3ဆင့်ပေါ့နော်3ဆင့်ဟိုဘက်3ဆင့်ဒီဘက်3ဆင့်ပေါ့နော်တယုံနဲ့ကိုကျွန်တော်တို့6ဆင့်စိုက်တာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးကတော့အောက်ဆုံးကတော့နွားချီပေါ့နော်နွားချီကိုကျွန်တော်တို့9တင်းလောက်ခံလို့ရပါတယ်နွားချီကတော့အကောင်းဆုံးကတော့မဆူမချော့ပေါ့နော်နွားချီခံမယ်နွားချီပုံနဲ့ကျွန်တော်တို့ဒါဂတ်ထုလိုက်ရိုက်ပြရမှာဖြစ်ပါတယ်ဂတ်ထုကတော့ကျွန်တော်တို့အကြာကြီးစိန်စရာမလိုပေါ့နော်အနည်းဆုံးကျွန်တော်မူစိုက်ခဏီနိုင်ဝက်လောက်ပေါ့နော်နိုင်ဝက်လောက်မှာကျွန်တော်တို့ရေစိန်မယ်ရေစိန်ပြီးတော့ကျွန်တော်တို့ဖြဲမယ်ပေါ့နော်ဖြဲပြီးတော့ကျွန်တော်တို့ဒီနွားချီအပေါ်နေလိုက်ရိုက်ပြီးမှဖြစ်ပါတယ်မူကတော့ကျွန်တော်တို့ယုံစနစ်ကတော့ဒီအပေါ်လဲထွက်တယ်အောက်လဲထွက်တယ်ဖြစ်တာအကြောင်းကျွန်တော်တို့ဒီအောက်ကနေပိုက်စိမ်းလေးတွေခံပြီးတာလေနော်အောက်ကနေပိုက်စိမ်းခံပြီးမယ်နော်ဒါတော့ကျွန်တော်တို့ဂတ်ထုပေါ့နော်ဂတ်ထုကိုကျွန်တော်တို့ခုနကနွားချီပေါ်နေပြီးတော့ဂတ်ထုကိုတိုင်းမယ်နော်လိုက်ရိုက်ပေးရမှာဖြစ်ပါတယ်ပိုက်စိမ်းခံကြအပြင်ကျွန်တော်တို့နွားချီတွေလည်းအောက်မကြတော့ဘူးဒီပိုက်စိမ်းအောက်ကလည်းမိုးကလည်းထွက်ရှိမှာဖြစ်ပါတယ်ဒီဂတ်ထုကတော့ကျွန်တော်တို့တော့သုံးတယ်ဗောနော်ကတ်တူကတော့ကျွန်တော်တို့ဒီနွားချီတီးတန်း10ပိတ်တာနဲ့10ပိတ်တာလောက်ဗောနော်တကယ်ခုကတ်တူဈေးမြင့်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အနည်းဆုံး10ပိတ်တာလောက်တော့ကျွန်တော်ထည့်ပြီးရမှာဖြစ်ပါတယ်နွားချီရွေးမယ်ဆိုတော့နွားချီကတော့ကျွန်တော်အဆူလည်းမဟုတ်ဘူးမဆူမချော့ဗောနော်အချောက်ဆွေးနေတဲ့နွားချီဆိုမကောင်းပါဘူးဆိုကျွန်တော်အပူလိုချင်တာဖြစ်တဲ့အတွက်တားကြီးနွားချီဆွေးနေမှုအတွက်မကောင်းပါဘူးခုနမဆူမချော့ဖြစ်နိုင်မယ်ဆိုရင်3လအတွင်းနွားချီဆိုကောင်းတယ်ခုနပြောလို့ရေဆိုးတဲ့နွားချီကတော့ကိစ္စမရှိသုံးလို့ရတယ်နွားချီအဆူဆိုတာဒီလက်ဆက်ဆက်နွားချီပေါ့နော်အခုလောလောလက်နွားနေပဲမစင်ယူထားတဲ့နွားချီအဆူကိုမသုံးခြင်းဖြစ်ပါတယ်ဘာလို့မှုရိုင်းထွက်တဲ့ဖြစ်တဲ့အတွက်နွားချီလက်ဆက်ဆက်ကိုမသုံးဘူးနွားချီကိုကျွန်တော်အရန်ဆူနေတယ်ဆိုရင်ဘောနေလေတက်လက်ပြီးမှသုံးလို့ရပါနော်တပတ်လောက်ပေါ့နော်တပတ်လောက်ကိုလေတက်လက်နွားချီအကြည့်ဆိုပိုကောင်းပါတယ်နော်မဆူမချောက်အကြည့်ဖြစ်ရမယ်3လအတွင်းနွားချီဖြစ်ရမယ်နွားချီကိုအောက်ဆုံးကနေကျွန်တော်တို့အနည်းဆုံး9တင်းခံမယ်9တင်းခံပြီးတော့ဂတ်ထုကိုကျွန်တော်တို့10ပိတ်တာရေစိမ်းနိုင်ဝက်လောက်ရေစိမ်းပြီးဖြဲပြီးတော့နွားချီပုံတွေလိုက်ရိုက်ပြီးမှဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့GP မှုမျိုးထုတ်တွေဖြစ်ပါတယ်ကျွန်တော်တို့မှထုတ်လုပ်တဲ့ကောက်ရိုးမှုမျိုးထုတ်တွေဖြစ်ပါတယ်ကောက်ရိုးမှုမျိုးထုတ်ကျွန်တော်တို့ဒါအထုပ်ကြီးပေါ့နော်အထုပ်ကြီး၄ထုတ်ကိုကျွန်တော်တို့အထုပ်ကြီး၄ထုတ်တစ်ပေါင်းကို12ပေ3ပေတစ်ပေါင်းကိုအထုပ်ကြီး၄ထုတ်3ရပါတယ်အထိုးကြီး၄ထုတ်ကိုကျွန်တော်တို့ဖွင့်ထုတဘူးနဲ့ရောပြီးတော့ခြေမွတယ်ခြေမွပြီးတော့ကျွန်တော်တို့ဒါဘောနော်ဂတ်ထုပေါ်နေလိုက်ပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့ကျွန်တော်တို့ဖြူပြရမှာဖြစ်ပါတယ်၄ထုတ်ဆိုရင်ကျွန်တော်လုံးဝလုံလောက်ပါတယ်နော်၄ထုတ်စီရမ်းပူတဲ့နွေရဒီလောက်ဆိုရင်ကျွန်တော်တို့3ထုတ်ခွက်လောက်ထည့်ရင်ကိုရတယ်နော်မိုးရဒီလိုဆောင်းရဒီလိုဆိုရင်မိုးမျိုးထုတ်ပူထည့်ပြရတာပေါ့နော်၄ထုတ်လောက်ထည့်ရတယ်ဒီကျွန်တော်တို့နွေရဒီဆိုရင်တော့ကျွန်တော်တို့3ထုတ်ခွက်လောက်ထည့်ရင်ကိုအဆင်ပြေပါတယ်ကျွန်တော်တို့ဂတ်ထုပေါ်နေပြီးတော့ကျွန်တော်တို့ပုံမျိုးလိုက်ဖြူမယ်ဗောနော်ဒီနွားချီနဲ့ဂတ်ထုကုံချမ်းကတော့ကျွန်တော်တို့ဗောနော်ဒီလှုပ်ရှုပ်တက်တာတော့ဗီဒါကျတော့ခုနပြောလို့အစင်းစင်းလောက်ရတယ်နော်ဗီဒါရှာရတယ်ဒါပေမဲ့နွားချီဖို့ဂတ်ထုတက်တာတယ်ဗီဒါနဲ့စိုက်မယ်ဆိုရင်နွားချီနဲ့ကျတော့အဲ့လောက်ထိကျွန်တော်တို့အလုံးမရှုပ်တက်တာတယ်ဗောနော်ဒါပေမဲ့နွားချီဖို့တော့ကုံနဲ့ကျွန်တော်တို့ဒီဘက်မှာဆိုရင်နွားချီဈေးကြီးတယ်နော်အနေဘက်မှာဆိုကိစ္စမရှိနွားချီပေါ်တယ်ဆိုနွားချီနဲ့တော့စိုက်မိုးအထွက်လဲကောင်းပါတယ်နော်ထွက်တော့ကတော့ဗီဒါနဲ့စိုက်ရင်မြန်ထွက်တယ်နွားချီနဲ့ဆိုရင်တရက်နေ့လောက်နောက်ကျပြီးမှထွက်တာပေါ့နော်ဒါနွားချီကျတော့ကျွန်တော်ဒူသားတို့တတိယသားတို့ခေါ်တာပိုးအဆင်ပြီးတယ်ပေါ့နော်နွားချီပေါ်တယ်ဆိုရင်9တင်းလောက်ထိန်ပိုကောင်းတယ်နော်အောက်ခံဒူးထူလေးကောင်းတယ်ဒူးထူလေးကျွန်တော်တို့အပူချင်းပိုလိုချင်းအပူချင်းပိုရတယ်ပေါ့နော်ဘနွားချီပေါ်နေကျွန်တော်တို့မိုးမျိုးတို့ထည့်မယ်မိုးမျိုးတို့ပေါ်နေပြီးတော့နွားချီအပေါ်ဆုံးကတော့နွားချီပါလေးပေါ့နော်တတင်းသုံးဖို့တတင်းခွက်လောက်မိုးမျိုးဖုံးရုံလောက်ထည့်ရတယ်နော်အထူးကြီးထည့်တာမလို့အပေါ်ဆုံးကတော့ကျွန်တော်အထူးကြီးထည့်တာမလို့အောင်ပြီးပြီဆိုကျွန်တော်ရေကိုစရေကတော့ကျွန်တော်ဒါ
ဟိုဟာစလောင်းနေဖြစ်တယ်ရေကတော့ဝအောင်လောင်းပါပြီးအောက်ကနေရေစက်စက်ကြတဲ့ဒီကိုလောင်းပြလိုက်နော်ကျွန်တော်ရေပြန်းပုံးနေဆိုရင်တော့ဟိုဟာပေါ့နော်ဟိုပုံး9ပုံးတော့တပေါင်း9ပုံး6ပုံးတော့လိုက်ဖြန့်ပြီးပေါ့နော်ဒီရွှဲလေးကောင်းနေပေါ့နော် side တွေဒီမပေါ့ဆိုကျွန်တော်နောက်ပိုင်းရေအများကြီးလောင်းလို့မရဘူးဆိုတော့စလောင်းနေတဲ့ရေကိုကျွန်တော်ဆိုတိုင်းနဲ့ထင်အောင်လို့များများလေးလောင်းပြရအောင်ပေါ့နော်ဒါကျွန်တော်ရေလောင်းမယ်ကျွန်တော်ရေကတော့အာမနာတဲ့လောင်းစဆိုင်တဲ့နေမှာဆိုအာမနာတဲ့လောင်းလို့ရပါတယ်เนาะကျွန်တော်မူကိုကျွန်တော်အဝေးကလူတွေလာရောက်လိလာပါเนาะကျွန်တော်တို့ဒီကောက်ယူမှုဆိုင်ကြီးတွေကိုเนาะလာရောက်လိလာလူကိုကျွန်တော်ကြိုးဆိုပါတယ်ဒါတော့ကျွန်တော်တို့ဟုတ်ကဲ့ပါကျွန်တော်ကတော့မိုးဆိုင်ကြီးကိုဒါကောမှုကနေလာလေးလာတာပါဆင်းပြပါဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပြပြပါဟုတ်ကဲ့ပါဗျာဟုတ်ကျွန်တော်တော့မြောက်ကလာဘက်ကလာလေးလာပါဟုတ်ကဲ့ပါခင်ဗျာဒါတော့ကျွန်တော်တို့နောက်ဆုံးအစစ်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါအကုန်ရေလဲလောက်ပြီးဆိုတော့ခုနကဒါပါစိတ်ဒီပုံမြင်ဖြစ်တဲ့အထိပေါ့နော်ပုံမြင်9ရက်နောက်နေ့အထိပေါ့နော်9ရက်အထိကိုကျွန်တော်တို့ဒါအလုံးလောက်ပြရမှာဖြစ်ပါတယ်ဒါအဲဆိုကျွန်တော်တို့ဒါလေးလုံးအကုန်ပေါ့နော်အကုန်လုံးအောင်လို့ကျွန်တော်တို့ဒါ9ရက်အတွေ့အထိအမောင်ချပြီးတော့ပုံမြင်ခေါ်တော့မှာဖြစ်ပါတယ်ဟုတ်ဒီအကူကြီးရအမတွေကတော့ခုနပြောလို့နော် line ပေါ်ကနေပြီးတော့ဒီမို့ဟိုနော်မို့ဆိုင်ကြီးကိုတွေးပြီးတော့လာလေးလာကြတာဖြစ်ပါတယ်ဟုတ်အားလုံးဒါကတော့ကျွန်တော်တို့ဒါနောက်ဆုံးဆင့်ပါနော်ဒါကျွန်တော်မုံမြင်ဖြတ်တဲ့နေ့မှာတစ်ခါဆက်လက်ပြီးမုံမြင်ဖြတ်တဲ့နေ့မှာဆက်လက်ပြီးတစ်ခါမျှဝေပေးမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဒါ plastic ကတ်အုပ်ပြီးမုံမြင်ခေါ်တာပေါ့နော်ပူတဲ့နေရာဆိုတော့မလိုပါဘူးခုကျွန်တော်ရန်ကုန်မှာနေတိုင်းလို့ခုတော့မိုးရွာနေနော်မိုးရွာနေလို့ကျွန်တော်တို့ကအပူလိုလို့မို့ကျွန်တော်တို့ကကတ်အုပ်ပြီးတော့ကျွန်တော်မုံမြင်ခေါ်ခြင်းဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့9ရက်ပြည့်ပြီဆိုရင်ခွာလိုက်မယ်ခွာပြီးပြီဆိုရင်အားစေးနဲ့ရှင်နဲ့လေပေးမယ်အားစေးနဲ့ရှင်နဲ့လောင်းပြီးပြီဆိုရင်ဒီ plastic တွေဆက်အုပ်ကြတော့မလိုတော့ဘူးနော်9ရက်ပြည့်မုံမြင်ဖြတ်ပြီးနော်ခုဒါမုံမြင်မွေးတဲ့အချိန်ကျတော့ကျွန်တော်အပူချိန်မလုံလောက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒါမုံမြင်ခေါ်ပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးအကုန်လုံး plastic အုံမဲ့ OPP ဆိုရင်ကျွန်တော်တို့ဒါလုံးဝကိုကျွန်တော်တို့အလုံးပိတ်ရမှာပေါ့နော်ကျွန်တော်တို့ဟို site ရဲ့အပါဝင်ဆို6ရက်တိတိကိုကျွန်တော်အလုံးပိတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အဲ့အချိန်မှာကျွန်တော်အမောင်လူတွေအလုံးဝလေးမလိုဘူးเนาะကျွန်တော်အပူလဲလိုတဲ့အတွက်လုံးဝလေးဖွင့်ပြလို့မရဘူးဖွင့်ကြည့်လို့လည်းမရဘူးเนาะဘာလို့ပုံမြင်မွေးနေတဲ့ကာလမှာကျွန်တော်တို့ site ရဲ့အပါဝင်เนาะ6ရက်အတွင်းမှာကျွန်တော်တို့အလုံးပိတ်ပေးရမှာဖြစ်ပါတယ်ဒီ6ရက်မြောက်တဲ့နေ့ပေါ့เนาะဆိုင်ရဲ့အပါဝင်6ရက်မြောက်တဲ့နေ့မှာကျွန်တော်တို့ခုနအုပ်ထားတဲ့ plastic လေးခွာပေးလိုက်မယ်နော်ခွာပေးလိုက်ပြီဆိုရင်ကျွန်တော်ဒီမုံမြင်လေးတွေမုံမြင်မွေးထားတာဖြစ်တဲ့မုံမြင်လေးတွေကိုကျွန်တော်တွေ့ပြရမှာဖြစ်ပါတယ်အဲဒါကျွန်တော်တို့မုံမြင်လေးမွေးထားပါတော့ဒီ6ရက်ပြည့်တဲ့နေ့မှာကျွန်တော်ဒီ plastic တွေကိုဆက်လက်ပြီးအုပ်ဆံမလို့တော့ဘူးလေဒီ plastic တွေကိုကျွန်တော်ဖယ်မယ်ဖယ်ပြီးဆိုကျွန်တော်လေကိုနိုင်ဝက်လောက်ပြီးထားမယ်ပေါ့နော်လေကိုနိုင်ဝက်သို့မဟုတ်45မိနစ်လောက်လေပြီးမယ်ဒါဆိုမုံမြင်လေးတွေပေါ့နော်ကျွန်တော်ဒါ6ရက်အတွင်းမှာဒီလိုမုံမြင်မတွေ့လေကျွန်တော်တို့ process အတိုင်းပေါ့နော်ကိုဆက်လုပ်ဆက်ရှိဆက်လုပ်ရမှာပါဆိုကျွန်တော်တို့အပူအေးပေါ်မူတည်ရဲ့ပြီးတော့ရာသီဥတုပေါ်မူတည်ပြီးတော့တခါလေးဆိုရင်ကျွန်တော်ဒီလိုမုံမြင်မတွေ့တဲ့အခါလေးရှိရနော်ဒီမုံမြင်မွေးတဲ့အချိန်မှာဒီမုံမြင်မတွေ့တဲ့အခါလည်းရှိတယ်ဒါပေမဲ့ခုနကပြောကျွန်တော်လှုပ်ဆက်ရှိရဆက်လုပ်ပါနော်ခုနကပြောလေပေးမယ်ရေလောင်းမယ်နော်
ဘတ်စကာဂိတ်ရှိတဲ့နေရာတိုင်းကိုကျွန်တော်ဟို online ကနေမှာပြီးဆိုကျွန်တော်ပို့ဆောင်ပြီးရရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်